အေးဆက်တိတ်ဆိတ်လိုနေပြီးကန္နရာပင်တွေမြပြားစွာပေါက်ရောက်နေတဲ့မြန်မာနိုင်ငံအလဲပိုင်းပကံညောင်မြို့နယ်ဘက်မှာတော့ထနောင်းကုန်းလိုခေါ်တဲ့ရွာလေးတွေပါရှိတယ်ဗျ။အဲဒီရွာလေးကတော့မိုးကောင်ရေချလွန်းတာကြောင့်မွေးမြူထားတဲ့တိရစ္ဆာန်တွေအတွက်အစာရေစာအခက်အခဲဖြစ်လို့နေခဲ့ပါတယ်။အဲဒါကြောင့်ထနောင်းကုန်းရသားဖြစ်တဲ့ဦးလာဖေကဥဆောင်ကကျွဲနွားတွေကိုစူးစီးပြီးတော့အစာရေစာမြပြားစွာပေါက်ရောက်နေရှိတယ်။တောင်တန်းတွေဘက်ကိုထွက်ခွာလို့လာခဲ့ကြတယ်ဗျ။အဲဒီလိုထွက်ခွာလာတဲ့အခါမှာတော့ဦးလာဖေရဲ့တပည့်ရင်းဖြစ်သူချစ်တိုးကလည်းဇရာဖြစ်သူနဲ့အတူတပါးတဲ့လိုက်ဆောင်လို့လာခဲ့တာပေါ့ကျွဲနွားတွေကလည်းအစာရေစာကိုပြပြပေါ်ဝါနဲ့ဆိုးဆိုးပြပြမစားတော့ရတော့အကြောင်းအာယုန်တွေချိနေလို့နေကပိန်ချုံပါးလီလို့နေခဲ့ပါတယ်ဒီလိုနဲ့ဦးလာဖေနဲ့ချစ်တိုးတို့ဟာကျွဲနွားတွေကိုမောင်းနေလာပြီးမြက်ကင်းစိမ့်စိမ့်ရှိရာတောင်တန်းတွေဘက်ကိုထွက်ခွာလာကြရင်ရက်အတော်လေးကြာလာတဲ့အခါမှာတော့တစ်ပင်ကြီးတွေစိမ့်စုံနေတဲ့တောင်တန်းတွေဘက်ကိုရောက်ရှိလို့လာခဲ့ကြပါတော့တယ်အဆိုပါနေရာလေးမှာတော့ဒီမရဲ့တစ်ပင်ကြီးများဟာအုပ်ဆိုင်လိုနေခဲ့ပြီးတစ်ပင်ချုံတွေများဟာလည်းပတ်ဝန်းကျင်တစ်ခုလုံးမှာပွေပေါက်လို့နေခဲ့တယ်ဗျဒါပေမဲ့အဲဒီတော်ကြီးကတော့အတော်လေးကိုထူးဆန်းလို့နေခဲ့ပါတယ်စိမ့်စိမ့်ဆိုဆိုတစ်ပင်ကြီးများဟာနေဟာအနှံပြားမှာပေါက်ရောက်လို့နေခဲ့ပေမဲ့လေတောင်ရန်တလိမ့်ဆန်တွေရဲ့အတန်တွေကတော့တိတ်ဆိတ်လို့နေခဲ့ပြီးတောတလိမ့်ဆန်တွေရဲ့အရေးအယောင်နည်းနည်းလေးကိုမှမမြင်တွေ့ရဘူးဗျနောက်ပြီးတော့ကြီးဟာတိတ်ဆိတ်အုံမိုင်းလိုနေပြီးမကောင်းတဲ့အငွေသက်တွေဟာလည်းဦးလာပီနဲ့ချစ်တိုးတို့ရဲ့စိတ်အာရုံထဲမှာခံစားမိလို့နေခဲ့ကြတာပေါ့အဲဒီနောက်မှာတော့တပည့်ဖြစ်သူချစ်တိုးဟာနှုတ်ဆိတ်လို့မနေနိုင်တော့ပဲဆရာဖြစ်သူဦးလာပီကိုအခုလိုမေးလိုက်ပါတော့တယ်ဆရာကြီးဒီတော်ကြီးကအတော်လေးကိုထူးဆန်းနေလို့မခံစားမိဘူးလားဗျကျွန်တော်ရဲ့စိတ်ထဲမှာဒီတော်ကြီးတဲ့ကိုဝင်လာကြတဲ့ကတမျိုးကြီးပဲဗျာအေးငါလည်းခံစားမိသားကွာချစ်တို့မင်းတတိထားမိလားဒီတော်ကြီးကတလိษံဒီအတွက်အစာရေစာပေါများတာဘယ်ငှက်တကောင်ရဲ့အတန်ကိုမင်းကြားလို့လဲပြီးတော့ဒီတော်ကြီးကဘေးနားကရွာတွေနဲ့တိမ်မဝေးဘူးဆိုပေမဲ့လေအဲ့ဒီရွာသားတွေကဒီတော်လေးကိုမဝင်ကြဘူးကွာဒီတော်ကြီးထက်ပိုဝေးတဲ့တခြားတောအုပ်ထဲကိုပဲကျွဲတွေနွားတွေတွားပြီးတော့ကြောင်းကြတာပြီးတော့ဒီတော်ကြီးတွေကိုတလိษံတွေမကပဲထင်းလဲလာမှရှာကြတယ်လို့အမဲလဲလာမလိုက်ကြဘူးကွာအဲ့ဒီလိုဆိုပြီးတော့ဦးလာဖေးနဲ့ချစ်တိုးတို့ဟာတောကြီးနဲ့ပတ်သက်ပြီးလက်တွေကျုံတွေ့နေရတဲ့အရာတွေနဲ့အတူကြားဘူးနောက်ဝရှိတာတွေကိုပြောဆိုလို့နေကြပါတယ်။ဦးလာဖေးရဲ့စိတ်ထဲမှာတော့အန်ဒီရတစ်ခုခုကြားရောက်တော့မလားဆိုတာကိုတွေးမိလို့နေခဲ့ပြီးစိတ်မသက်မသာဖြစ်လို့နေခဲ့တာပေါ့။အဲဒါကြောင့်ဦးလာဖေးဟာတပည့်ဖြစ်သူချစ်တိုးကိုအဆဆအယာယာတတိရှိရှိနဲ့နေထိုင်မှုအတွက်တတိပေးလို့နေခဲ့တယ်ဗျ။နောက်ပြီးဦးလာဖေးဟာပတ်ဝန်းကျင်ရဲ့ဘေးဘီကိုလှည့်ဘက်ကကြည့်ရှုလို့နေခဲ့တာပေါ့။ဒါပေမဲ့လည်းပတ်ဝန်းကျင်တစ်ခုလုံးမှာတော့တိတ်ဆိတ်မြမှုကလွဲပြီးဘာတစ်ခုကိုမှထူးဆန်းတာမျိုးမတွေ့ရဘူးဗျာဒိုးစင်မှာပဲဘယ်ကနေပေါ်လာမှန်းမသိတဲ့များတစ်ချောင်းဟာလေထဲမှာဝဲပြန်လာရင်ကျွဲတကောင်ရဲ့ဝမ်းပိုက်ကိုထိုးဆိုင်လို့တွားခဲ့ပါတော့တယ်အဲဒီခါမှာတော့မြားထီမှန်သွားတဲ့ကျွဲကြီးဟာချက်ချင်းပဲမြေပြင်ပေါ်ကိုလဲကျလို့တွားခဲ့တာပေါ့လေးထီပြီးတော့မြေပြင်ပေါ်ကိုလဲကျသွားတဲ့ကျွဲကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့ဦးလာဖေကလည်းအတော်လေးကိုဒေါသထွက်သွားပြီးမန်ကိုတင်းကခတ်ထားသောလေးသားနဲ့အတူအခုလိုပြောလိုက်ပါတော့တယ်ဟေးငါရဲ့ကျွဲကိုဘယ်ကောင်ပြည့်ရဲရလဲကွာယောက်ျားဆိုတာဘယ်တော့မှကိုရကနေခြုံကိုမတိုက်ခိုက်ဘူးတတိချင်းရင်ငါရှိကိုထွက်လာခဲ့စမ်းကွာအဲဒီခါမှာတော့ပတ်ဝန်းကျင်ရဲ့အပေါ်ဘက်စီကနေအကွက်ကွက်အတန်ကြီးဟာစတင်လို့ပေါ်ထွက်လာခဲ့ပါတော့တယ်ဝါဒါလာကွာလာပြီဆိုတာကိုပိုင်ဆိုင်နဲ့ကျွဲလေးတစ်ကောင်ကိုတော့မထိမ့်သိမ့်နိုင်တဲ့လူကအထက်လန်းဆရာကြီးဦးလာဖေးရဲ့လားကွာအဲ့ဒီအထက်လန်းဆရာကြီးဦးလာဖေးဆိုတဲ့နာမည်နဲ့တန်လို့လားကွာဝါအဲ့လိုပြောဆိုလိုက်တဲ့အတန်ကြီးဟာတောအုပ်ကြီးတစ်ခုလုံးကိုပဲ့တင်ထက်လို့နေခဲ့တယ်ဗျနောက်ပြီးဦးလာဖေးလည်းအတန်လာရအထက်စီကိုမော့ကြည့်လိုက်တာပေါ့အဲ့ဒီခါမှာတော့တစ်ပင်ရဲ့အထက်စီမှာဟောင်းနှွမ်းနေပြီးတတန်တော်လေးကိုကြားနေပြီဖြစ်တဲ့လေးစင်လေးတစ်ခုကိုတွေးလိုက်ရပြီးအဲ့ဒီအထက်စီမှာတော့တားလိုက်တဲ့လေးတစ်ခုကိုင်းဆောင်ထားတဲ့မုတ်ဆိုးကြီးတစ်ကောင်ကိုမြင်လိုက်ရတယ်ဗျအဲ့ဒီမုတ်ဆိုးကြီးရဲ့ပုံစံဟာတာမန်မုတ်ဆိုးနဲ့မတူပဲတမူထူးခြားလို့နေခဲ့ပါတယ်မုတ်ဆိုးကြီးရဲ့ရင်ဘတ်မှာတော့တတူအင်ကွက်တွေကိုအပြည့်ထိုးလို့ထားခဲ့ပြီးလေပင်အထက်မှာလည်းကြီးမားသောပရိကုန်းကြီးများကိုအကျနာကွင်းတိုင်းလို့ထားခဲ့တာပေါ့အစပါမုတ်ဆိုးကြီးရဲ့မျက်လုံးထဲမှာတော့ရက်ဆက်ရုံမာမှုတွေဟာပြည့်နေလို့နေခဲ့တယ်ဗျဒုက္ခမှာတော့ဦးလာမောင်ဟာအဲ့ဒီမုတ်ဆိုးကြီးကိုကြည့်ပြီးတော့အခုလိုပြောဆိုလိုက်ပါတော့တယ်အော်မကွာအကြောက်မလန့်နဲ့ငါရဲ့ကျွဲတွေကိုများလာပြည့်ရဲရတယ်တို့မင်းပုံစံကိုကြည့်ကြရလဲခြေကောင်းလက်ကောင်းကြီးပါကွာ
ဘက်နဲ့တော်တလေးဆန်တွေကိုအမင်းမလိုက်ပဲပိုင်ရှင်ထိန်းချောင်းထားတဲ့ကျွေးတွေကိုလာပြီးတော့ရန်ရှာနေရတာလေ ဟာ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 မင်းကိုဘယ်သူကများငါတော့မလိုက်နိုင်ဘူးလို့ပြောလိုက်ပါလေဒီတော့ထဲမှာရှိရတလိษံတွေကိုငါလက်ချက်နဲ့သေးကုန်ကြပြီကွာအကုန်ငါရဲ့အစားအစာပေါ်ကနေမိကုန်းချုပ်ကုန်ကြတာဒီတော့ထဲမှာဘာအကောင်မှမရှိတော့လို့ငါအကျက်ရိုက်နေတာပြီးတော့ပိုင်လည်းအရန်စားနေတာပဲအခုတော့မင်းကကျွဲရုပ်ကြီးကိုငါစီခေါ်လာတယ်ဆိုတော့မင်းကတော့ငါကျေးဇူးတင်ရမယ်ကွာအခုမင်းရဲ့ကျွဲတွေကငါရဲ့အစားအစာဖြစ်ကုန်ပြီအဲဒီတော့မင်းအသက်ချမ်းသာကြရင်ဒီကျွဲတွေကိုထားခဲ့ပြီးတော့လာရလန်းတိုင်းပြန်လိုက်တော့ကွာ အဲဒီလိုပြောဆိုပြီးရဲ့နောက်မှာတော့မုံဆိုးကြီးဟာချိန်လန်းကြေကြီးများကိုလမ်းပြီးတပင်ရဲ့အထက်မှာရှိနေတဲ့လေးစင်လေးပေါ်ကနေဟန်ချက်ညီညီနဲ့ပဲမြေပြင်ပေါ်ကိုခုန်ချလို့ဆင်းလာခဲ့ပါတော့တယ်။နောက်ပြီးဦးလာဖိန်နဲ့ချစ်တိုးတို့ရဲ့ရှေ့မှာမတ်တက်ရက်လိုက်ပြီးရက်ဆက်ရုံမှာတော့အကြည့်များနဲ့အတူစူးစိုက်ကကြည့်ရှုလို့နေခဲ့တယ်ဗျ။အချိန်နေမဟန်တော့တာကိုတတိထားမိတဲ့ဦးလာဖိကလည်းသူ့ရဲ့ကြောမှာလွယ်ထားတဲ့တနက်ကိုအလင်းမြန်ထုတ်လိုက်ပြီးမုံဆိုးကြီးရှိရာကိုခြေရွယ်လို့ထားလိုက်ပါတော့တယ်။တပြိုင်နက်တည်းမှာပဲမုံဆိုးကြီးဟာလည်းကြေပြောလာသောခြေလမ်းများကိုဟန်ကြလမ်းရင်ဦးလာဖိရှိရာကိုဦးတီလို့လာနေခဲ့တယ်ဗျ။တို့ချိန်မှာပဲဦးလာဖိဟာအသိချိန်ထားသောတူမီတနက်ကိုအချိန်ကွက်တီခလုတ်ကိုဖြုတ်ချလိုက်တယ်ဗျ။ဒါပေမဲ့လည်းကြီးစံဟာမုံဆိုးကြီးကိုထိမှန်သွားခဲ့ပေမဲ့လည်းမုံဆိုးကြီးကတော့ဘာမှဖြစ်မသွားခဲ့ပါဘူး။အဲဒီခါမှာတော့ဦးလာဖိလည်းအနေငယ်စိုးရင်သွားပြီးခလုတ်ကိုဖြုတ်ကာနောက်တစ်ချက်အမြန်ပဲထပ်ပစ်လိုက်တာပေါ့။တို့ကမှတော့မုံဆိုးကြီးဟာလင်းမြန်စွာနဲ့ပဲဦးလာဖိရဲ့အနာကိုရောက်ရှိလို့လာခဲ့ပြီးတနက်ပြောင်းဟာကိုသူ့ရဲ့ညာဘက်လက်နဲ့စုပ်ကင်လို့ထားလိုက်ပါတော့တယ်။နောက်ပြီးတနက်ဟာလည်းဘလောက်ပဲခလုတ်ကိုဖြုတ်ကြီးစံကထွက်မလာတော့ဘူးဗျာ။အဲဒီခါမှာတော့ဦးလာဖိလည်းအန်အော့မင်တက်လို့သွားခဲ့ပြီးမုံဆိုးကြီးကိုစူးစိုက်စွာနဲ့ပဲကြည့်ရှုလိုက်ပါတော့တယ်။မင်းကဘာတူလဲကွာ။မင်းကတာမန်မုံဆိုးတယောက်မဟုတ်ဘူးဆိုတာကိုတော့ငါသိတယ်။မင်းဒီအတက်ပညာတွေကိုဘယ်ကရလာတာလဲ။ဦးလာဖိရဲ့စကားဆုံးမှာတော့မုံဆိုးကြီးဟာကြောက်စရာကောင်းနေအကွက်ကွက်အတန်ကြီးနဲ့ရဲချလိုက်ပြီးတော့အခုလိုပြောလိုက်ပါတော့တယ်ဝါငါကအော်လာတဲ့ပညာတွေကိုတက်မြောက်ထားတဲ့မုံဆိုးပဲကွာအမအင်အားကြီးရဲ့စွားရရှိတယ်မင်းဒီတော့လေးကိုဝင်လာကြတဲ့ကမင်းကလည်းအထက်လန်းဆရာတယောက်ဆိုတာကိုငါသိနေတယ်ကွာဒါပေမဲ့မင်းဘလောက်ပဲမော်တက်တွေကိုတက်တက်ငါကတော့မရှင်းနိုင်ပါဘူးကွာအဲဒီလိုပြောဆိုပြီးရဲ့ခါမှာတော့မုံဆိုးကြီးဟာဒေါသထွက်နေသောမျက်လုံးတစ်စုံနဲ့တူဦးလာဖေကိုကြည့်ရင်သူ့ရဲ့မူရင်းတရုတ်အမှန်ကိုပြတာလိုက်ပါတော့တယ်မုံဆိုးကြီးရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းနဲ့အယောင်သွေးပြောင်းလဲလို့သွားခဲ့ပြီးခန္ဓာကိုယ်ကြီးဟာလည်းပုတ်ပွားနေကမကောင်းဆိုးတကောင်ရဲ့အဖြစ်ကိုရောက်ရှိလို့သွားခဲ့တော့တာပေါ့မကောင်းဆိုးကြီးရဲ့မျက်လုံးများဟာမီရဲတောင်းလောင်လို့နေပြီးသူ့ရဲ့ရှားပေါ်မှာလည်းအမဲရောင်အဆက်များဟာလည်းများပြားစွာရှိလို့နေခဲ့ပါတယ်အဲဒီလိုပြောင်းလဲသွားတဲ့မုံဆိုးကြီးကိုမြင်လာရပြီးချစ်တို့ဟာအခုလိုပြောဆိုလိုက်ပါတော့တယ်ဟာဆရာကြီးအဲ့ဒါမကောင်းဆိုးကြီးမဟုတ်လားဗျကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဟုတ်တယ်ကွာငါကဒီတော်ကြီးထဲမှာကြီးစိုးနေတဲ့နတ်ဆိုးပဲမင်းတို့နှစ်ယောက်ကမကြောက်မလန့်နဲ့ဒီတော်လေးကိုလာရဲကြတယ်ဗောဟာအခုတော့ငါစိတ်ကောင်းဝင်နေတယ်အဲဒီတော့ကျွဲတွေကိုဒီမှာထားခဲ့ပြီးမင်းတို့နှစ်ယောက်ဒီကနေထွက်သွားကြတော့ဒါဆိုရင်မင်းတို့နှစ်ယောက်အသက်ဘေးကနေလွတ်မြောက်ရလိမ့်မယ်အောင်ပါကွာမင်းကဘလို့တတ်တည်မွေးပြီးငါတို့အထက်လန်းဆရာတယောက်ကိုဒီလိုပြောထွက်ရေးရလဲကွာမင်းကငါစီကကျွဲတွေကိုလိုချင်နေပေါ့ဟုတ်လားအေးဒါဆိုလေငါကိုကြော်နိုင်မှပဲရမယ်ကွာလှဖေဘာကောင်းလဲဆိုတာကိုသိအောင်ပြရသေးရပေါ့ကွာဦးလာဖေရဲ့စကားဆုံးမှာတော့မကောင်းဆိုအားကြီးဟာဒေါသမီးတွေတောက်လောင်လာပြီးဦးလာဖေရဲ့လက်ထဲမှာကင်ဆောင်ထားတဲ့တနက်ကိုဆွဲလူကအဝတ်တနေရာကိုပြင့်လို့လိုက်ပါတော့တယ်ဒုက္ခမှာတော့ဦးလာဖေရဲ့ဒူမီတနက်ဟာလည်းအဝတ်တနေရာကိုလွန့်စင်လို့သွားခဲ့တယ်ဗျအဲဒီနောက်မှာတော့မကောင်းဆိုအားကြီးဟာသူ့ရဲ့လေးကိုထုတ်လိုက်ပြီးဦးလာဖေရဲ့ရင်ဝတိတ်တဲ့ကိုချိန်ရွယ်လိုက်ပါတော့တယ်ဝါဒီမှာလာပြီမင်းရဲ့နှလုံးပုံစံလေးဇက်တံမသွားခင်မင်းရဲ့ကျွေးကိုထားခဲ့ပြီးတော့ဒီကနေဖတ်သွားလိုက်မော်ရီမင်းနောင်တတွေရနေလိမ့်မယ်ကွာအချိန်ရှိလို့အမြန်နောက်ကိုဆုတ်လိုက်ပါဆရာကြီးသူပြောတော့ကိုလက်ခံလိုက်ပါဗျာဒီကျွဲတွေထက်ဆရာကြီးရဲ့အတက်ကပိုပြီးတော့အရေးကြီးပါတယ်ဗျာကျွန်တော်တို့နောက်ကျရင်ကျွဲတွေကိုပြန်ရှာလို့ရပါတယ်တပည့်ပြည်သူချစ်တိုးရဲ့စကားအဆုံးမှာတော့ဦးလာဖေဟာချစ်တိုးကိုကြည့်ပြီးခုလိုပြန်လဲပြောဆိုလိုက်ပါတော့တယ်ဟိတ်ကောင်ချစ်တိုးမင်းငါတပည့်လုံးနေပြီးတကယ်ကိုအုံနောက်မရှိဘူးပဲကွာငါတို့ကသူ့ကိုငါတို့ပိုင်ဆိုင်တဲ့ကျွဲတွေကိုပေးလိုက်ရင်လေ
ဒီမကောင်းဆိုးဝါးကြီးကလွယ်လွယ်နဲ့ပြန်လို့မဲလို့မင်းထင်လို့လားဖြစ်ပြနေရနေရတွေကအဲ့ဒီတော့မလွယ်ဘူးငါတပည့်ဟာအဲ့လိုပြောဆိုပြီးတဲ့အခါမှာတော့ဦးလာဖေဟာမကောင်းဆိုးဝါးကြီးရဲ့မျက်လုံးတစ်စုံကိုကြောက်ရွံ့ခြင်းမရှိဘဲစူးစိုက်ပြီးတော့ကြည့်ရှုလိုက်ပါတော့တယ်နောက်ပြီးဦးလာဖေဟာသူ့ရဲ့ခါးကြားထဲကနေပြီးရွက်ပြူလက်သေးလို့ခေါ်တဲ့မှော်ထားတစ်ချောင်းကိုထုတ်လိုက်ပါတော့တယ်အဲ့ဒီခါမှာတော့ရုတ်တရက်ဆိုတော့ပဲအဲ့ဒီဓာတ်ချီဟာအပြာရောင်အလင်းတစ်ခုထွက်ပေါ်လို့လာခဲ့ပြီးမကောင်းဆိုးဝါးကြီးရဲ့ရင်ဝါတိတ်တွေကိုထိုးဆိုင်လို့သွားခဲ့တယ်ဗျထိုကမှာတော့မကောင်းဆိုးဝါးကြီးဟာနာကျင်စွာနဲ့ခံစားလိုက်ရပြီးမကောင်းဆိုးဝါးကြီးရဲ့ခန္ဓာကိုယ်အနှံ့ပြားကနေပြီးတော့လေအပြာရောင်အလင်းတွေဟာပေါ်ထွက်လို့လာခဲ့ပါတော့တယ်အထလန်းဆရာကြီးရဲ့မှော်ဝင်ဓာတ်ဖြစ်တဲ့ရွက်ပြူလက်တဲ့ဓာတ်ဟာတဖြည်းဖြည်းဆိုသလိုမှော်အသက်တွေဝင်လာလို့လာခဲ့တယ်ဗျမကောင်းဆိုးဝါးကြီးကလည်းအဲ့ဒီအလင်းနဲ့ထိတွေ့မိတဲ့အခါမှာတော့အသားအရည်တွေဟာလည်းစတင်လို့လောင်ကျွမ်းလာပြီးနာကျင်စွာနဲ့ပဲအော်ဟစ်လို့နေခဲ့တာပေါ့မကောင်းဆိုးဝါးကြီးရဲ့အော်ဒါဟာလည်းပတ်ဝန်းကျင်တစ်ခုလုံးမှာပဲ့တင်ထက်လို့နေခဲ့တယ်ဗျတောကြီးတစ်ခုလုံးထဲမှာတော့မကောင်းဆိုးဝါးကြီးရဲ့အော်ဟစ်တန်တွေဟာဖုံးလွှမ်းလို့နေခဲ့ပါတော့တယ်ဘလို့လဲမကောင်းဆိုးဝါးကြီးကမင်းကကိုဘလို့ရှင်းပြိုင်နိုင်အောင်မလဲမင်းရဲ့လေအစွမ်းဘလောက်ရှိလဲဆိုတာကိုတောင်မပြနိုင်တော့ဘူးလားကွာအော်မင်းကငါမရှင်းနိုင်ဘူးလို့မင်းထင်နေတော့အကြီးကြီးမားသွားလိမ့်မယ်လှဖေးဆရာဆုပ်ရဒီနေ့မင်းနဲ့ငါတယောက်လောကကြီးထဲကနေပျောက်ကွယ်သွားရမယ်နေပဲကဲဒါဆိုလဲစမ်းကြည့်တာပေါ့ကွမကောင်းဆိုးအားမိစ္ဆာကြီးဟာနာကျင်မှုကိုခံစားနေရပေမဲ့လည်းကြိတ်မိပြီးတော့အားတင်းလို့နေခဲ့ပါတယ်ထို့နောက်မှာတော့မကောင်းဆိုးအားမိစ္ဆာကြီးနဲ့အထက်လန်းဆရာကြီးဦးလာဖေးတို့ဟာဆိုင်ရပိုင်ရလက်နက်များကိုအသုံးပြုပြီးတော့စွမ်းအားချင်းရှင်ပြိုင်မှုကိုစတင်လိုက်ကြတာပေါ့မကောင်းဆိုးအားမိစ္ဆာကြီးဟာသူ့ရဲ့လေးကိုအသုံးပြုပြီးတော့ရှင်ပြိုင်တိုက်ခိုက်လို့နေပြီးအထက်လန်းဆရာကြီးဦးလာဖေးကလည်းသူ့ရဲ့မော်သားကိုအသုံးပြုကရှင်ပြိုင်တိုက်ခိုက်လို့နေကြပါတယ်ဒီလိုနဲ့အချိန်တော်လေးကြာလာတဲ့အခါမှာတော့မကောင်းဆိုးအမိစ္ဆာကြီးဟာထလန်းဆရာကြီးဦးလာဖေးရဲ့မော်စွမ်းအင်တွေကိုမခံနိုင်တော့ပဲမြေပြင်ပေါ်ကိုလဲကျလို့သွားခဲ့တော့တာပေါ့နောက်ပြီးမကောင်းဆိုးအမိစ္ဆာကြီးဟာနာကျင်မှုကိုဟန်မဆောင်နိုင်တော့ပဲကြိတ်လောင်သောအတန်တကြီးနဲ့အတူအော်ဟစ်ရင်လူလဲလဲနဲ့ခံစားလို့နေရတယ်ဗျနောက်ပြီးမကောင်းဆိုးအကြီးရဲ့ခန္ဓာကိုယ်ကနေလေအပြာရောင်ဆက်ကြောင်းများဟာလေတလက်လက်နဲ့ပေါ်ထွက်လို့နေပြီးခန္ဓာကိုယ်တစ်ခုလုံးဟာလေတုံရီလို့နေခဲ့ပါတယ်ဒီလိုနဲ့အချိန်နဲ့ငယ်ကြားတဲ့အခါမှာတော့မကောင်းဆိုးအမိစ္ဆာကြီးဟာအဲ့ဒီနေရာမှာပဲမိလောင်ကပြာမုံအဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါတော့တယ်အဲ့ဒီနောက်မှာတော့မကောင်းဆိုးအမိစ္ဆာကြီးဟာပတ်ဝန်းကျင်ကနေပျောက်ကွယ်လို့သွားခဲ့ပြီးမကောင်းဆိုးအကြီးရဲ့လေးဟာလေမြေပြင်ပေါ်မှာကြမ်းရလို့နေခဲ့တယ်ဗျဒေါ်မြင့်ကွန်းကိုမြင်လိုက်ရတဲ့အခါမှာတော့ချစ်တိုးဟာလေအန်အောမင်တက်လို့သွားခဲ့ပြီးဦးလာဖေကိုကြီးကအခုလိုပြောဆိုလိုက်ပါတော့တယ်ဆရာကြီးဒီမကောင်းဆိုးအကြီးကတကယ်ပဲပျောက်ကွယ်သွားပြီလားဗျကျွန်တော်တို့ထင်အောင်မထင်ထားဘူးဗျာပြီးတော့ဆရာကြီးရဲ့မော်ကျွဲပြူလက်နက်ကအဲဒီတော့အစွမ်းထွက်မယ်လို့လေတခါမှမတွေးမိဘူးကျွန်တော်တို့ဆရာတပည့်နှစ်ယောက်တော့ဒီတော့ကြီးထဲမှာပဲမကောင်းစွာကြီးရဲ့အစာဖြစ်ပြီလို့တွေးနေတာဗျာတော်သေးတာပေါ့ဗျာဆရာကြီးရဲ့အစွမ်းကထမထောက်လောက်အောင်ပဲဗျာကျေးဇူးတင်ပါတယ်ဆရာကြီးဟာအေးဒီကောင်ကြီးကတိတ်ကိုမှအန်ဒီရဲ့ကြီးတာကွာအဲ့ဒါကြောင့်ငါလေကျွဲပြူလက်နက်ကိုထုတ်ပြီးတော့တုံးလိုက်ရတာတာမမိတ်စာတွေဆိုရင်ငါတခြားနည်းနဲ့ဖြည့်ရှင်းလို့ရတယ်ဒါပေမဲ့ဒီမကောင်းဆိုးဝါးကြီးကအတော်လေးကိုမှစွမ်းအားကြီးနေတော့ငါလည်းထုတ်ပြီးတော့တုံးရတာပေါ့ကွာဒါပေမဲ့ချစ်တို့ဒီမကောင်းဆိုးဝါးကြီးကိုလုံးဝပျောက်ကွယ်သွားပြီလို့တော့မထင်နဲ့ဦးကွာအဲ့လိုမကောင်းဆိုးဝါးတွေကတိတ်ကိုမှညံများတယ်ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်သတိထားပြီးတော့နေပါမယ်ပြီးတော့ကျွန်တော်ကဆရာကြီးရဲ့အနာကနေဘယ်ကုန်းမှလည်းခေါ်သွားမှာမဟုတ်ဘူးလေကျွန်တော်တခုခုဖြစ်ရင်ဆရာကြီးရှိတယ်မဟုတ်လားဗျာအေးငါကအသက်လည်းကြီးလာပြီကွာပြီးတော့တရားဝါတစ်ခုကန်တစ်ခုဆိုတာကိုမင်းကြားဘူးတယ်မဟုတ်လားငါတို့ကအချိန်မရွေးအမြဲအတူတူရှိနေမယ်လို့ဘယ်သူမှအာမမခံနိုင်ဘူးမင်းအသက်ကလည်းငယ်တော့မဟုတ်ဘူးချစ်တို့ဆက်လျှောက်ရမယ်ဘဝမှာကိုတုကိုချွန်နိုင်အောင်ကြိုးစားရမယ်အဲ့လိုပြောဆိုနေချိန်မှာတော့ချစ်တို့ဟာမကောင်းဆိုးဝါးကြီးကြံရိတ်ခဲ့တဲ့လေးလေးကိုမြင်သွားခဲ့တယ်ဗျာချစ်တို့ရဲ့စိတ်ထဲမှာတော့သူ့ရဲ့ရှေ့ဆက်လျှောက်ရမယ်ဘဝမှာအဲ့ဒီလေးလေးဟာလေတနေရာရာမှာအသုံးဝင်လိမ့်မယ်လို့တွေးတောလို့နေခဲ့ပါတယ်အဲ့ဒါကြောင့်ချစ်တို့လည်းမကောင်းဆိုးဝါးကြီးကြံရိတ်ခဲ့တဲ့လေးလေးကိုကောက်ကန်လိုက်တာပေါ့ထိုအခါမှာတော့ချက်ချင်းဆိုသလိုချစ်တို့တယောက်မြေပြင်ပေါ်ကိုလဲကျလို့သွားခဲ့ပါတော့တယ်ဒလန်ဆရာကြီးဦးလာဖေးကလည်းချစ်တို့တယောက်အဲ့လိုလဲကျသွားတဲ့အခါမှာတော့သူ့ရဲ့တပည့်ကိုချက်ချင်းပဲလှုပ်နိုးလိုက်တာပေါ့ဒီလိုနဲ့အချိန်နဲ့ငယ်ကြာတဲ့အခါမှာတော့ချစ်တို့တယောက်ပြန်လဲတတိယလို့လာခဲ့ပြီးမျက်လုံးများကိုတဖြည်းဖြည်းချင်းနဲ့ဖွင့်ကြည့်လိုက်ပါတော့တယ်ဟဲ့ကောင်ချစ်တို့ဘာဖြစ်တာလဲကွာအစင်ရောပြေလားဟုတ်ကဲ့ဆရာကြီးပြေပါတယ်ဗျာစောနက်ကဇက်ခနဲ့မူးလဲသွားတာအခုတော့တတ်တော့ပါပြီဗျာ
ကျွန်တော်ဘာဖြစ်သွားမှန်းကိုမသိလိုက်ဘူးအဲ့လိုပြောဆိုပြီးတော့ချစ်တို့တယောက်လဲကြနေရကနေပြန်လဲလို့ထလာခဲ့တာပေါ့ကဲအချိန်လည်းမရှိတော့ဘူးငါတို့ကျွဲတွေကိုကြောင်းပြီးတော့ရွာဘက်ကိုပြန်ရမယ်ကွာတော်မယ်လာထိုကဲ့သို့ပြောဆိုပြီးတော့ထလန်းဆရာကြီးဦးလာဖေကဥဆောင်ပြီးကျွဲကိုဦးစီးကပကန်းညောင်းမြို့နယ်ကထနောင်းကုန်းရွာလေးကိုပြန်လဲမောင်းနေလို့သွားခဲ့တော့တာပေါ့တပည့်ပြည်သူချစ်တို့ကတော့နောက်ကနေလိုက်ဆောင်လို့လာခဲ့ပါတော့တယ်ချစ်တို့ရဲ့မျိုးလုံးထဲမှာတော့ထလန်းဆရာကြီးဦးလာဖေကိုစူးစိုက်လို့ကြည့်နေခဲ့ပြီးသူ့ရဲ့စိတ်ထဲမှာလည်းအခုလိုတွေးတောလို့နေခဲ့တယ်ဗျဟာလာပြီဒီတကားတော့မင်းနိုင်သွားပြီဆိုတော့ရှိစေအောင်ပေါ့ကွာမင်းနဲ့ငါနဲ့အချင်းမှာပြန်ပြီးတော့တွေ့ကြမယ်ငါရဲ့တရားရည်တက်တော်လာတဲ့အထိမင်းကောင်းကြီးနေထောင်းပေါ့ကွာမကောင်းဆိုးဟာမိစာကြီးရဲ့ခန္ဓာကိုယ်ဟာဆရာကြီးဦးလာဖေရဲ့လက်ချက်ကြောင့်ပျောက်ကဲလို့သွားခဲ့ပေမဲ့လေမကောင်းဆိုးကြီးရဲ့စိတ်ဝိညာဉ်ကတော့ချစ်တို့ရဲ့ခန္ဓာကိုယ်ထဲကိုပုတ်ကက်လို့ဝင်ရောက်သွားခဲ့ပါတော့တယ်ဟုတ်ကဲ့ပါဗျဇလန်းလေးကဒီမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီနောက်လာမယ့်အပိုင်းလေးမှာလည်းပရိသတ်ကြီးတို့အနေနဲ့ဘယ်လိုလေးများဖြစ်စေခြင်းလဲဆိုတာကိုကောမန်လေးမှာဝင်ရောက်ရေးသားပြီးအကြံဉာဏ်များပေးကြပါဦးဗျကျွန်တော်ကတော့တင်ဆက်သူမားနဲ့ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့တင်ဆက်မှုလေးမှာအမှားလေးများရှိခဲ့ရင်လေအနာတိုင်းမှာတစ်ခုအနေနဲ့သာရှုမြင်ပေးကြဖို့အတွက်မြစ်တာရက်ခံလိုက်ပါတယ်တင်ဆက်မှုလေးကိုသဘောကျကြိုက်နေတဲ့ဆိုရင်တော့ channel လေးကို subscribe နဲ့အသက်တွေနိုင်သိရအောင်လဲဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်ပေးထားကြပါဦးဗျာအားလုံးပဲကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်ဇလန်းလေးကိုဒီမှာတင်အဆုံးသတ်လိုက်ပါတယ်ဗျာ